အင်္ဂလိပ်စကားမြန်မြန်ပြောတတ်ချင်အခုပြောပြမယ် English speaking pattern 10ခုကိုကြတ်ထားပါကျွန်တော်နာမည်ကတော့လဲပါ I used to verb 1အရင်ကလှုပ်လေ့လှုပ်ထရှိခဲ့တာကိုပြောချင်တဲ့အခါမျိုးဆိုရင် I used to verb 1လို့သုံးလို့ရပါတယ်ဥပမာ I used to drink coffee a lot I used to drink coffee a lot ငါ coffee များများတောက်လေတောက်တာရှိခဲ့တယ်ငါ coffee တော်တော်များများတောက်လေတောက်တာရှိခဲ့တယ် I used to play football every weekend I used to play football every weekend စနေတနင်္ဂနွေနေ့တိုင်းဘောလုံးကစားလေကစားတာရှိခဲ့တယ် I used to live in Yangon I used to live in Yangon ငါရန်ကုန်မှာနေထားရှိခဲ့တယ်ငါရန်ကုန်မှာနေထားရှိခဲ့တယ်တခုခုကိုရင်းနှီးနေပြီးအလေးချင်းဖြစ်နေပြီလို့ပြောချင်တဲ့အခါမျိုးဆိုရင် I am used to verb ing ကိုသုံးလို့ရပါတယ်ဥပမာ I am used to the hot weather I am used to the hot weather ပူတဲ့ရာသီဥတုနဲ့အချင်းဖြစ်နေပြီပူတဲ့ရာသီဥတုနဲ့အချင်းဖြစ်နေပြီ I am used to working at night I am used to working at night ညဘက်မှာလှုပ်တာကိုအလေးချင်းဖြစ်နေပြီညဘက်မှာလှုပ်တာအလေးချင်းဖြစ်နေပြီ I am used to living alone I am used to living alone ငါတယောက်တည်းနေတာကြာနေပြီငါတယောက်တည်းနေတာကြာနေပြီ I feel like the ing တခုခုကိုလှုပ်ချင်စိတ်ဖြစ်တယ်လို့ပြောချင်တဲ့အခါမျိုးဆိုရင် I feel like the ing ကိုသုံးလို့ရပါတယ်ဥပမာ I feel like eating something I feel like eating something ငါတခုခုကိုစားချင်စိတ်ဖြစ်နေတယ်ငါတခုခုကိုစားချင်စိတ်ဖြစ်နေတယ် I feel like going out I feel like going out ငါအပြင်ထွက်ချင်စိတ်ဖြစ်နေတယ်ငါအပြင်ထွက်ချင်စိတ်ဖြစ်နေတယ် I feel like watching a movie I feel like watching a movie ငါရုပ်ရှင်ကြည့်ချင်နေတယ်ငါရုပ်ရှင်ကြည့်ချင်နေတယ်တခုခုကိုလောက်ရတာတန်တယ်လို့ပြောချင်တဲ့အခါမျိုးဆိုရင် it is worth the ing လို့သုံးလို့ရပါတယ်ဥပမာ It is worth trying It is worth trying လောက်ကြည့်ရတာတန်ပါတယ်စမ်းကြည့်ရတာတန်ပါတယ် It is worth watching It is worth watching ကြည့်ရတာတန်တယ်လေကြည့်ရတာတန်တယ် It is worth learning It is worth learning လေ့လာတာတန်တယ်တခုခုလောက်ရတာအကျိုးမရှိလို့ပြောချင်တဲ့အခါမျိုးဆိုရင် There is no point in the ing လို့သုံးလို့ရပါတယ်ဥပမာ There is no point in arguing There is no point in arguing ညင်းခုန်နေလဲအကျိုးမရှိဘူးညင်းခုန်နေလဲအကျိုးမရှိဘူး There is no point in waiting There is no point in waiting စောင့်နေလဲအကျိုးမရှိဘူးစောင့်နေလဲအကျိုးမရှိဘူး There is no point in worrying 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 စိုးရင်လည်းအကျိုးမရှိစိုးရင်လည်းအကျိုးမရှိရွေးချယ်စရာနှစ်ခုတည်းကတစ်ခုကိုပိုကြိုက်တယ်လို့ပြောချင်တဲ့အခါမျိုးဆိုရင် I would rather တို့တောင်းလို့ရပါတယ်ဥပမာ I would rather stay home I would rather stay home ကအိမ်မှာပဲနေချင်တယ် I would rather work I would rather work ငါလည်းချက်သွားတာပိုကြိုက်တယ် I would rather eat at home I would rather eat at home အိမ်မှာစားတာပိုကြိုက်တယ်တခုခုလောက်တာကောင်းတယ်ဒါမှမဟုတ်လှုပ်တင်တယ်လို့ပြောချင်တဲ့အခါမျိုးဆိုရင် I had better but one ကိုသုံးလို့ရပါတယ်ဥပမာ I'd better go now I'd better go now အခုသွားလိုက်တာပိုကောင်းတယ်အခုသွားလိုက်တာကောင်းတယ် I better get some sleep I better get some sleep နည်းနည်းအိပ်လိုက်တာပိုကောင်းတယ်နည်းနည်းအိပ်လိုက်တာပိုပြီးကောင်းတယ် You better call him You better call him သူကိုခေါ်လိုက်တာပိုကောင်းတယ်သူကိုခေါ်လိုက်တာပိုကောင်းတယ်တခုခုအများလေးလေနောက်တစ်ခုပိုဖြစ်လာလေလို့ပြောချင်တဲ့အခါမျိုးဆိုရင် the more subject verb နောက်တစ်ခု the more subject verb အဲ့ဒါကိုတွဲပြီးတော့လို့ရပါတယ်ဥပမာ The more you practice the better you get The more you practice the better you get လေ့ကျင့်နေလေပို့ပြီးတော့တော်လေးလေးပဲပို့ပြီးလေ့ကျင့်နေလေပို့ပြီးတော့တော်လေးလေးဖြစ်ပါတယ် The more I learn the more I understand The more I learn the more I understand လေးလာလေလေပို့ပြီးတော့ငါနားလေလေဖြစ်လာတယ်
လေ့လာလေလေငါပို့ပြီးတော့အားလေလို့ဖြစ်နေတယ် The more you read the more you know the more you read the more you know စာပို့ဖတ်လာလေလေများများသိလာလေလေပဲတစ်ခုခုလုပ်ပြီးတာနဲ့ချက်ချင်းနောက်တစ်ခုထပ်လုပ်မယ်လို့ပြောချင်ရင် as soon as subject verb လို့တော်လို့ရပါတယ်ဥပမာ I will call you as soon as I arrive I will call you as soon as I arrive ငါရောက်တာနဲ့ဖုန်းချက်ချင်းဆက်လိုက်မယ်ငါရောက်တာနဲ့ချက်ချင်းဖုန်းဆက်လိုက်မယ် Let me know as soon as you know Let me know as soon as you know မင်းတိတိုင်းငါချက်ချင်းပြပြပေးပါမင်းတိတာနဲ့ငါချက်ချင်းပြပြပေးပါ I will send you a message as soon as I get home I will send you a message as soon as I get home ငါအိမ်ရောက်တော့နဲ့ချက်ချင်းစာပို့လိုက်မယ်ငါအိမ်ရောက်တော့နဲ့ချက်ချင်းစာတန်းပို့လိုက်မယ်တခုခုဆိုရင်ဘယ်လိုလုပ်မလဲလို့အခြေအနေတခုခုကိုမေးချင်တဲ့အခါမျိုးဆိုရင် what if subject verb object ကိုတောင်းလို့ရပါတယ်ဥပမာ What if it rains What if it rains မိုးရွာဘယ်လိုလုပ်မလဲ What if we are late What if we are late ငါတို့နောက်ကျရင်ဘယ်လိုလုပ်မလဲငါတို့နောက်ကျရင်ဘယ်လိုလုပ်မလဲ What if she doesn't come What if she doesn't come သူမမလာဘယ်လိုလုပ်မလဲဒီတော့ဒီလောက်ပါပဲကျေးဇူးများတင်ပါတယ် See you in the next video bye